За Россию! За победу! Ура! အားလုံးပဲမင်္ဂလာပါဗလာဒီမာပူတင်ကိုချောင်းပေးပြီးရိုက်မယ်ဆိုရင်တော့သူဟာအလွန်အန္တရာယ်ရှိတဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒီနေ့မှာတော့ရုရှားသမ္မတရဲ့အာဏာရလာပုံတွေကိုလေ့လာပြီးတော့ပြောပြပေးသွားပါမယ်ပူတင်မှာမကောင်းမှုလုပ်ထားတာတွေလှုပ်ဝက်ချက်တွေအများကြီးရှိနေပြီးငွေကြေးတွေလည်းအများကြီးပိုင်ဆိုင်နေတာကြောင့်ပူတင်ဟာအာဏာကနေနှုတ်ထွက်သွားရင်ဘယ်သူမှယုံကြည်လို့မရပဲမလုံခြုံတဲ့အခြေအနေရောက်နိုင်တယ်လို့သုံးသပ်ထားတာတွေလည်းတွေ့ရပါတယ်လက်ရှိအချိန်မှာတော့နိုင်ငံတကာကရုရှားကိုဒီမိုကရေစီချရှုံးနေတဲ့နိုင်ငံအဖြစ်မြင်နေကြပြီးအာဏာရှင်စနစ်အောင်မြင်နေတဲ့နိုင်ငံတစ်ခုအဖြစ်မြင်နေကြပါတယ်။လက်ရှိမှာတော့ပူတင်က21ရာစုရဲ့ဩဇာအာဏာအကြီးမားဆုံးပုဂ္ဂိုလ်တွေကတအုပ်အဖြစ်ရှိနေခဲ့ပါတယ်။ပူတင်စနစ်တကျဖွဲ့စည်းထားတဲ့အစိုးရအဖွဲ့ရဲ့အကျင့်ပြတ်ခြစားမှုတွေနဲ့ပတ်သက်ပြီး YouTube မှာဗီဒီယိုတစ်ပုဒ်တက်လာခဲ့ပူပြီးအဲ့ဒါကိုပြတ်ချဖို့စ조사ခဲ့ကြပါသေးတယ်။အဲ့ဒီဗီဒီယိုမှာပူတင်ရဲ့ရာဇဝတ်မှုတွေအလွဲသုံးစားလုပ်မှုတွေငွေကြေးခဝါချမှုတွေစီးပွားရေးမှုပင်တွေနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေပါဝင်နေတာကြောင့်အသေးအတန်ဖျက်ချဖို့ကြိုးစားကြတာပါဒီဗီဒီယိုမှာတော့မကြာသေးမီကမှတစုံတစ်ယောက်ရဲ့စကြဝဠာမင်းအလားတင်စားပြောဆိုခံထားရတဲ့ပူတင်ရဲ့အကြောင်းကိုလေ့လာကြည့်ကြရအောင်ပါ1990ခုနှစ်မှာဆိုဗီယက်ယူနီယံပြိုလဲကာနီကာလဖြစ်နေတဲ့အချိန်ဘာစနစ်ကအစားတိုးဝင်ရောက်လာမလဲဆိုတာဘယ်သူမှသိချာမသိခဲ့ပါဘူး။အဲ့ဒီအချိန်ဟာရုရှားတနိုင်ငံလုံးကိုစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်စေခဲ့တယ်။အဲ့ဒီအချိန်မှာဥပဒေပါမောက္ခအနတိုလီဆော့ချက်ကစိန့်ပီတာစဘတ်မြို့ရဲ့မြို့တော်ဝင်အဖြစ်ရွေးချယ်ခံခဲ့ရပြီးသူကဒီဥရောပကိုတခြားသိပြီးဘာသာစကားကျွမ်းကျင်မှုရှိတဲ့လူကိုရှာနေခဲ့တာပါဖြစ်ချင်တော့ရုရှားထောက်လှမ်းရေးအေဂျင်စီ KGB မှာတာဝန်ထမ်းဆောင်နေတဲ့ပူတင်ကဒီအရှေ့ဘာလင်ကနေတာဝန်ထမ်းဆောင်နေရကနေမွေးရမြေဖြစ်တဲ့စိန့်ပီတာစဘတ်ကိုပြန်လာတဲ့အချိန်မှာမြို့တော်ဝင်ဆော့ချက်နဲ့တွေ့ဆုံမိပြီးမြို့တော်ဝင်ကလည်းဥရောပကိုကျွမ်းကျင်တဲ့လူကိုအလိုရှိနေတာကြောင့်အဲ့ဒီနောက်ပိုင်းပူတင်ဟာစိန့်ပီတာစဘတ်မြို့ရဲ့ဒုတိယမြို့တော်ဝင်ဖြစ်လာခဲ့တာပါဒုတိယမြို့တော်ဝင်ဖြစ်ပြီးပူတင်ကနိုင်ငံခြားစီးပွားဆက်ဆံရေးကော်မတီကိုစတင်ဦးဆောင်ခဲ့တယ်။သူကနိုင်ငံခြားကော်မတီတွေစိန့်ပီတာစဘတ်မှာရုံးဖွင့်နိုင်ဖို့လိုင်စင်ထုတ်ပေးတဲ့လုပ်ငန်းတွေကိုထိန်းချုပ်လုပ်ကိုင်ခဲ့တယ်။တဖြည်းဖြည်းပူတင်ကဒီစိန့်ပီတာစဘတ်မြို့ရဲ့အရေးပါတဲ့လူတဦးဖြစ်လာခဲ့ပြီးတော့သူ့ရဲ့ရှီမန်းချက်တွေကိုဖော်ပြဖို့အတွက်သူ့ကိုယ်သူရုပ်ရှင်ဇာတ်လမ်းတိုတစ်ပုဒ်ကိုရိုက်ကူးခဲ့ပြီးတော့ဒီရုပ်ရှင်ကိုတော့အိုင်ဂေါ်ရှက်မန်ကရိုက်ကူးခဲ့ပြီးတော့ပါဝါဆိုပြီးအမည်ပေးခဲ့တာပါအဲ့ဒီရုပ်ရှင်မှာပူတင်က KGB ထောက်လှမ်းရေးအရာရှိဘဝကလာတယ်ဆိုတာကိုဝန်ခံခဲ့ပြီးတော့သူ့အတွက်လူလူထောက်ခံမှုရဖို့ဒီလိုနည်းလမ်းတွေကိုသူအသုံးပြုခဲ့ပါတယ်မြို့တော်ဝင်အတွက်ကတော့ဒုတိယမြို့တော်ဝင်ဖြစ်တဲ့ပူတင်ရဲ့ KGB ထောက်လှမ်းရေးအရာရှိလုပ်ခဲ့တဲ့အတွေ့အကြုံတွေကတော်တော်လေးအသုံးဝင်ခဲ့တယ်လို့ပြောရပါမယ်ဒီစိန့်ပီတာစဘတ်မြို့ကဂိုင်းကနာတွေထူထပ်တဲ့မြို့တစ်မြို့ဖြစ်ပြီးတော့မြို့တော်ဝင်အနေနဲ့ဒီခိုင်းနေနဲ့ဆက်ဆံရေးကောင်းဖို့သူလိုချင်နေခဲ့တာဒါတွေကိုပူတင်ကဂိုင်းတွယ်ပြီးတော့ဆောင်ရွက်ခဲ့တယ်ဆိုဗီယက်ယူနီယံပြိုလဲပြီးတဲ့နောက်စားနပ်ရိက္ခာပြတ်လတ်မှုတွေဖြစ်ပေါ်နေပြီးတော့ဒီနိုင်ငံခြားငွေကြေးနဲ့စားနပ်ရိက္ခာတွေဝယ်ယူဖို့ခက်ခဲတဲ့အချိန်မှာဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက်ကုမ္ပဏီတွေကိုရေနံနဲ့တပ်ထုတွေရောင်းချခွင့်ပေးပြီးတော့ရတဲ့ငွေနဲ့စားနပ်ရိက္ခာငွေကိုဝယ်ယူဖို့စီစဉ်ခဲ့ကြတယ်ပေါ့အဲ့ဒီအစီအစဉ်ကမအောင်မြင်မဲနဲ့ဂတိပေးထားတဲ့စားနပ်ရိက္ခာတွေကမရောက်လာခဲ့ဘူး။ဒါကြောင့်ပြည်သူတွေကဒီဒေါသထွက်ပြီးတော့ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ပြီးတော့ဒီ 20 Tools လို့အမည်ရတဲ့စောက်လုပ်ရေးကုမ္ပဏီတစ်ခုကိုလည်းပူတင်ရဲ့နိုင်ငံခြားစီးပွားရေးဆက်ဆံရေးကော်မတီကမှတ်ပုံတင်ပေးခဲ့တာပါ။အဲ့ဒီကုမ္ပဏီကိုစောက်လုပ်ရေးလုပ်ငန်းတွေမှာလုပ်ဖို့ဆိုပြီးတော့ရုရှားယူပဲတန်း2500ကိုထုတ်ပေးခဲ့ပေမဲ့စောက်လုပ်ရေးလုပ်ငန်းတွေမှာမသုံးမဲ့နဲ့တခြားနေရာတွေမှာသုံးတယ်လို့သတင်းရပြီးတော့ငွေတွေကပျောက်ချင်းမလားပျောက်သွားခဲ့တယ်။ပူတင်နဲ့သူ့လူတွေကငွေတွေကိုစပိန်မှာအပန်းဖြေအိမ်ယာဆောက်ဖို့အတွက်ရွှေ့လိုက်တယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်ခဲ့တယ်။ဒီကိစ္စတွေကိုစုံစမ်းစစ်ဆေးဖို့တွေပြုလုပ်အပြီးမှာတော့ပူတင်နဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေကိုအဓိကတရားခံတွေဆိုပြီးတော့အလုပ်ထုတ်ပစ်ဖို့ထောင်ချဖို့တွေတောင်းဆိုတာတွေဖြစ်လာခဲ့တယ်။ဒါကိုမြို့တော်ဝင်ကကာကွယ်ပေးခဲ့ပြီးတော့တရားစွဲဆိုမှုတွေကိုလည်းကာကွယ်ပေးနိုင်ခဲ့တယ်ပူတင်ကိုမြို့တော်ဝင်ကကာကွယ်ပေးခဲ့တာပေါ့ဒီကိစ္စတွေအပြီး1996ခုနှစ်မှာတော့ပူတင်ဟာမော်စကိုကိုရောက်ရှိသွားပြီးတော့အဲ့ဒီမှာပဲသူ့ရဲ့အာဏာတွေကတဖြည်းဖြည်းပိုတက်လာတယ်ပေါ့အာဏာပါဝါတွေတဖြည်းဖြည်းပိုကြီးလာတယ်
အဲ့ဒီသူအာနာပူကြီးလာတဲ့အချိန်မှာသူ့ရဲ့ဆရာဟောင်းဖြစ်သူမြို့တော်ဝင်ဆော့ချက်ကတော့ဒီရွေးကောက်ပွဲမှာရှုံးနိမ့်သွားပြီးတော့အကျဉ်းပြတ်ခြားစားမှုတွေနဲ့ဆွဆွဲခံထားရတယ်ဒီမြို့တော်ဝင်ဆော့ချက်ကနှလုံးယောဂါကလည်းအခြေအနေဆိုးနေပြီးတော့ပူတင်ကသူ့ဆရာဖြစ်သူကိုကူညီဖို့အခွင့်အရေးတွေပေါ်လာခဲ့တယ်ပေါ့ဒီပူတင်ကအဲ့တော့ဒီစိန့်ပီတာစဘတ်မြို့ရဲ့မြို့တော်ဝင်ဖြစ်ခဲ့တဲ့သူ့ဆရာဆော့ချက်ကိုဒါသူကိုယ်တိုင်စီစဉ်ထားတဲ့လေယာဉ်နဲ့ဒီနိုင်ငံခြားကိုလှုပ်ဝက်စာခိုးထုတ်ပေးခဲ့ပြီးတော့ဈေးကူတာမှုခံယူလို့ရအောင်ဆောင်ရွက်ပေးခဲ့တယ်ဒီလိုမျိုးအန်ရရှိတဲ့အခြေအနေမှာဒီခေါ်ထုတ်ပေးခဲ့တာကြောင့်မလို့ဒီသူ့ရဲ့ဆရာဖြစ်တဲ့မြို့တော်ဝင်အပေါ်မှာသစ္စာရှိမှုကိုပူတင်ကပြသခဲ့တယ်1999ခုနှစ်မှာတော့ရုရှားသမ္မတဘောရစ်ယေဆင်ကသမ္မတတပ်ထံကုံစုံလူနေပြီဖြစ်ပြီးတော့သူကလည်းအုပ်ချုပ်ရေးမှာအကျဉ်းပြတ်ခြားစားမှုတွေရှိတယ်ဆိုပြီးတော့ဆွဆွဲမှုတွေနဲ့ရင်ဆိုင်နေရတာပါအဲ့ဒီအချိန်သူသမ္မတတပ်ထံကုံစုံသွားရင်သူနဲ့သူ့နောက်လိုက်တဲ့အန်ရရှိလာမှာကိုစိုးရိမ်ပြီးတော့ဝန်ကြီးချုပ်လေးဦးကိုဖြုတ်ပစ်လိုက်တယ်နောက်ဆုံးမှာတော့ဘောရစ်ယေဆင်ကပူတင်ကိုဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့တယ်ထင်တာတော့ဒီပူတင်ကိုသူယုံကြည်ရတဲ့လူလို့ထင်လို့ဒီနေရာကိုပေးခဲ့တာလို့ထင်တယ်အဲ့ဒီအချိန်မှာပူတင်ကလူသိများတဲ့ပုံကိုယ်တယောက်မဟုတ်သေးဘူးပူတင်ကရွေးကောက်ပွဲမှာအနိုင်ရကျင်တာကြောင့်သူ့ကိုယ်သူလူသိများအောင်ဆိုပြီးတော့ဒီသူ့ရဲ့အထုပ်ပတ္တိကိုချက်ချင်းရေးသားဖို့ဆုံးဖြတ်ခဲ့ပြီးတော့ဒါပူတင်ရဲ့ဘဝဆက်ကြောင်းကောင်းလို့ရာတွေကိုအဲ့ဒီအထုပ်ပတ္တိထဲမှာဖော်ပြထားခဲ့တယ်ပူတင်ရဲ့အထုပ်ပတ္တိထဲမှာဆိုရင်ပူတင်ကဒီစိန့်ပီတာစဘတ်မြို့ရဲ့ဆင်းရဲတဲ့ရပ်ကွက်တစ်ခုကကြီးပြင်းလာတဲ့အသက်16နှစ်မှာထောက်လန်းရေးချုံ KGB ကိုတွားပြီးတော့ဝင်ရောက်လှုပ်လှုပ်ခိုင်းခြင်းတဲ့အကြောင်းကိုပြောခဲ့တယ်။ဒါပေမဲ့ထောက်လန်းရေးချုံကနေပြီးတော့သူ့ကိုနောက်ကျမှပြန်လာခဲ့ဖို့ဆိုပြီးတော့ပြောတယ်ပေါ့။ဒီနေရာမှာတခုဖြတ်ပြီးတော့ပြောချင်တာကထောက်လန်းရေးရုံးတွေကအလုပ်သွားလျှောက်ရတာမျိုးမဟုတ်ပဲနဲ့သူတို့ကတက္ကသိုလ်ကျောင်းသားတွေတဲကဒီအရန်တော်တဲ့လူတွေကိုစောင့်ကြည့်လေ့လာပြီးတော့သူတို့စီမှာအလုပ်လုပ်ဖို့လာပြီးတော့ချင်းကပ်တာပါဒါကိုသိသွားတဲ့ပူတင်ကတက္ကသိုလ်မှာအရန်စူးစမ်းပြီးတော့နောက်ဆုံးမှာသူမျှော်လင့်ထားသလိုပဲဒီထောက်လန်းရေးဘက်ကနေပြီးတော့အလုပ်လုပ်ဖို့ဆိုပြီးတော့သူ့စီကိုချင်းကပ်လာခဲ့တယ်တက္ကသိုလ်မှာဥပဒေဖွဲ့ရခဲ့တဲ့ပူတင်ကနောက်ဆုံးမှာတော့ဒါသူဖြစ်ချင်တယ်ပေါ့နော် KGB ထောက်လန်းရေးဌာနရဲ့ဝန်ထမ်းတစ်ယောက်ဖြစ်လာပြီးတော့အရှိဂျာမနီမှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်သူ့ရဲ့အထုပ်ပတ္တိထဲမှာဆိုရင်လည်းနိုင်ငံတော်ကိုဦးစားပေးသူတစ်ယောက်အဖြစ်သူ့ကိုယ်သူပုံဖော်ထားတာပါသူက1999ခုနှစ်မှာပူတင်ကဝန်ကြီးချုပ်ဖြစ်လာပြီးတလအကြာမှာပေါ့မော်စကိုနဲ့ဒီအခြားမြို့တွေရဲ့အိမ်ယာတွေမှာပောက်ကွဲမှုတွေအကြီးအကျယ်ဖြစ်ပေါ်ခဲ့တယ်အဲ့ဒီပောက်ကွဲမှုတွေကနေပြီးတော့လူပေါင်းထောင်ချီပြီးတော့တည်ဆုံးခဲ့တယ်ပူတင်ကဒီပောက်ကွဲမှုတွေကိုအကြမ်းဖက်တိုက်ခိုက်မှုလို့ပြောပြီးတော့ဒီစစ်စင်ရေးတွေစတင်လှုပ်ဆောင်ခဲ့တယ် Будем преследовать террористов везде. В аэропорту. Значит, вы уж меня извините, в туалете поймаем. ဒီစစ်စင်ရေးတွေကြောင့်ပူတင်ကသူ့နိုင်ငံကလူတွေကသူ့ကိုသူရဲကောင်းလို့ဆိုပြီးတော့ဒါမြင်ကြတယ်ပေါ့နော်ဒါအဲ့ဒီအချိန်မှာသူကရုရှားရဲ့အထင်ရှားဆုံးနိုင်ငံရေးသမားတစ်ယောက်ဖြစ်လာခဲ့တယ်ဒီကိစ္စတွေကနေပြီးတော့ဒီပောက်ကွဲမှုဖြစ်ပွားတဲ့ဖြစ်ရပ်တွေကရုရှားသမ္မတဒီဘောရစ်ယေဆင်နဲ့သူ့လူတွေအတွက်တော်တော်လေးအကျိုးရှိခဲ့တယ်သူတို့ကဒီပောက်ကွဲမှုကိုအကြောင်းပြပြီးတော့ရွေးကောက်ပွဲတွေကိုရွှေ့ဆိုင်းမှုလုပ်ခဲ့တယ်အဓိကကတော့ဒီသူတို့ရဲ့သမ္မတတက်တန်းကွန်ဆုံးသွားရင်ဒီသူတို့အချင်းပြတ်ချစားတာတွေကိုလိုက်နိုင်ပြီးတော့ဒီလိုမျိုးပေါ့နော်အဲပတ်သက်ပြီးတော့အနေရှိလာမှာကိုစိုးရိမ်ပြီးတော့အချိန်ယူပြီးတော့ဒီကိစ္စတွေမဖြစ်အောင်ဆောင်ရွက်ခဲ့တယ်လို့ပဲထင်ပါတယ်ဒီ2000ခုနှစ်မှာတော့ဒီရုရှားဟာသမ္မတအသစ်ကိုရွေးကောက်တင်မြှောက်ခဲ့ပြီးတော့ပူတင်ကရုရှားရဲ့ဦးဆောင်သူသမ္မတတစ်ယောက်စတင်ဖြစ်လာခဲ့ပါတယ် He seemed a modern man, a man for the future. 1999ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဒီအိယာပောက်ကွဲမှုတွေနဲ့ပတ်သက်ပြီးတော့ဒီစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့တဲ့လူအများအပြားကအသေးဆုံးခဲ့ကြတယ်လို့သိရပြီးတော့ရုရှားအစိုးရကလည်းဒီပောက်ကွဲမှုနဲ့ပတ်သက်တဲ့အထောက်အထားတွေကိုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ဒီပောက်ကွဲမှုတွေကတကယ်ပဲအကြမ်းဖက်မှုတွေလားရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ခဲ့တာလားဆိုတာကိုတော့ကျူးလွန်တဲ့ကာယကံရှင်တွေကိုယ်တိုင်ပဲသိပါလိမ့်မယ်။ပူတင်သမ္မတဖြစ်လာပြီးနောက်ပိုင်းသူ့ရဲ့ပထမဆုံးလုပ်တာကတော့ဘောရစ်ယေဆင်ကိုဒီတရားစွဲဆိုမှုတွေကနေကင်းလွတ်ခွင့်ပေးခဲ့တာပါအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးတော့လည်းသူကိုယ်သူလုံခြုံစေဖို့လှုံ့ဆော်ခဲ့တာတွေလည်းရှိတယ်စိန့်ပီတာစဘတ်မှာဖြစ်ပွားခဲ့တဲ့ဒီအကျင့်ပြတ်ခြားစားမှုစုံစမ်းစစ်ဆေးမှုတွေကိုလည်းတိတ်တဆိတ်ပြောက်ကွယ်သွားအောင်လုပ်ခဲ့တယ်ဒီအစိုးရကနေပြီးတော့ဒီစုံစမ်းစစ်ဆေးမှုတွေကိုရပ်ဆိုင်းမှုအတွက်အမိန့်တွေထုတ်ပြန်ခဲ့တယ်ပေါ့
ဒီပူတင်ရဲ့သမ္မတသက်တမ်းအစောပိုင်းကာလတွေမှာအနောက်နိုင်ငံတွေနဲ့ဆက်ဆံရေးကောင်းမွန်အောင်သူစူးစမ်းခဲ့တယ်အမေရိကန်သမ္မတ George W. Bush ကပူတင်ရဲ့မျက်လုံးထဲကိုကြည့်ပြီးတော့သူ့ရဲ့ဝိညာဉ်ကိုမြင်ခဲ့ရတယ်ဆိုပြီးတော့လည်းပြောခဲ့ပူတယ် Bush ကပူတင်ကဒီနိုင်ငံရဲ့အကျိုးစီးပွားကိုဦးစားပေးသူဖြစ်တယ်လို့လည်းသူကယုံကြည်နေတယ်ပူတင်ကဒီထောက်လှမ်းရေးဌာန KGB မှာလေ့ကျင့်ခဲ့တဲ့သူဖြစ်ပြီးတော့သူကလူလေးကိုလှည့်စားတဲ့နေရာမှာပူတင်ကကြွားနေပေါ့အဲ့ဒီအချိန်ပြည်တိုင်ဝင်ကြီးချုပ်တိုနီဘလဲနဲ့လည်းဒီပူတင်နဲ့ကယင်းနှီးရဲ့ဆက်ဆံရေးတွေရှိတယ်ဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့ယင်းနှီးမြုပ်နှံမှုတွေကိုပုံမလှုပ်ဆောင်ခဲ့ကြတယ်ဒီရုရှားနိုင်ငံမှာဆိုရင်လည်းဒီရုရှားနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းကြီးတွေအနေနဲ့ပေါ့နော်ဒါပူတင်မကြိုက်ရဆိုရင်သူကလှုပ်လို့မရဘူးပူတင်မကြိုက်တာကိုလုပ်ပြီးလို့ရှိရင်ဒီစီးပွားရေးသူတို့ရဲ့စီးပွားရေးတွေနဲ့ပတ်သက်ပြီးတော့နော်အခက်အခဲတွေအန္တရာယ်တွေရင်ဆိုင်လာရနိုင်တာပေါ့ဒါကြောင့်မလို့ဒီစီးပွားရေးလုပ်ငန်းရှင်ကြီးတွေအနေနဲ့ပူတင်ကိုသူကလက်ဆောင်တွေပေးပြီးတော့အစိုးရရဲ့အကာအကွယ်ကိုရယူကြတာတွေလည်းရှိတယ်ဒေါ်လာစာလောက်ခံခွင့်မရလို့ဆိုပြီးတော့နိုင်ငံခြားကိုရွှေ့ပြောင်းသွားတဲ့ဒီတထေးကြီးတွေလည်းရုရှားတထေးကြီးတွေလည်းများစွာရှိတယ်ပေါ့ဒီတဖြည်းဖြည်းနဲ့ပူတင်ဟာချမ်းသာကြွယ်ဝလာပြီးတော့2009ခုနှစ်မှာဒေါ်လာ40ဘီလီယံလောက်ရှိတယ်လို့လည်းဒါခန့်မှန်းခဲ့ကြတယ်2008ခုနှစ်မှာပူတင်ကသူ့ရဲ့သမ္မတဒုတိယသက်တမ်းကုံဆုံးလူနီးပါးဖြစ်ပြီးတော့သူ့ရဲ့ချမ်းသာကြွယ်ဝမှုနဲ့ပတ်သက်ပြီးတော့သူကဒီစိုးရိမ်ပူပန်မှုတွေဖြစ်လာတယ်ပေါ့အဲ့ဒီချိန်ကရုရှားနိုင်ငံရဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာဆိုရင်သမ္မတသက်တမ်းက2ကြိမ်ပဲလုပ်ခွင့်ရှိတယ်ဒါကြောင့်ပူတင်ကဒီ2ကြိမ်ထမ်းဆောင်ပြီးသွားပြီဒါကြောင့်သူကဒီသူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေနဲ့ပတ်သက်ပြီးတော့ဒီအန္တရာယ်တွေဖြစ်လာမှာကိုသူကစိုးရိမ်နေပေါ့အဲ့တော့သူကဒီဟာကိုကာဝယ်ဖို့စဉ်းစားပြီးတော့သူကနောက်ဆုံးမှာဒီသူ့ရဲ့မိတ်ဆွေဒီမီထရီမက်ဗီဒီဗ်ကိုဒီသမ္မတနေရာအတွက်ကိုထောက်ခံပေးပြီးတော့သူကဝန်ကြီးချုပ်နေရာကိုသူကပြန်ယူခဲ့တယ်ပေါ့ဒီသူ့ရဲ့မိတ်ဆွေဒီမီထရီမက်ဗီဒီဗ်ကတော့ဒီသမ္မတဖြစ်သွားတယ်ပူတင်ကဝန်ကြီးချုပ်နေရာကိုပြန်ယူလာတယ်ပေါ့2008ကနေ2012အထိဒီဝန်ကြီးချုပ်နေရာမှာသူကပူတင်ကနေပြီးတော့ဒီ2012သမ္မတရွေးကောက်ပွဲပြန်ရောက်လာတဲ့အချိန်မှာသူကအဲ့ရွေးကောက်ပွဲကိုတစ်ခါထပ်ပြိုင်ပြီးတော့ဒီထပ်အနိုင်ရခဲ့တယ်ပေါ့အဲ့တော့ဒီတစ်ချိန်မှာပူတင်ကဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပြီးတော့ဒီသမ္မတသက်တမ်းကို6နှစ်အထိကိုတိုးမြှင့်ခဲ့တယ်ဒါကြောင့်ပူတင်ရဲ့ဒီတတိယသမ္မတသက်တမ်းကာလက2018နှစ်အထိကိုသူကကြာခဲ့တယ်2018မှာလည်းရွေးကောက်ပွဲထပ်မံကျင်းပတဲ့ထပ်မံပြိုင်ပြီးတော့ဒီစတုလအချိန်သမ္မတသက်တမ်းကထပ်ပြီးတော့အနိုင်ရခဲ့တယ်ပေါ့ဒီလိုမျိုးပူတင်ရဲ့ပါတီကပဲကြီးစိုးပြီးအနိုင်ရနေမှုတွေကြောင့်ရွေးကောက်ပွဲကလွတ်လပ်မှုနဲ့တရားမျှတမှုမရှိဘူးဆိုပြီးတော့ဒီနိုင်ငံတကာကအကြီးအကျယ်ဝေဖန်ခဲ့ကြတယ်2020ပြည့်နှစ်မှာတော့ဒီပူတင်ကရုရှားနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုထပ်မံပြင်ဆင်ခဲ့ပြီးတော့သမ္မတသက်တမ်းကိုနောက်ထပ်2ကြိမ်ထိတိုးချဲ့နိုင်အောင်လို့ပြင်ဆင်ခဲ့တယ်ဒီလိုမျိုးလောက်ရက်တွေကြောင့်ပဲနိုင်ငံတကာကသူ့အကြီးအကျယ်ဝေဖန်ခဲ့ကြပြီးတော့ပူတင်ကတော့သူလှုပ်ချင်တဲ့ဟာကိုပဲရဲရဲတင်းတင်းလုပ်ခဲ့တယ်ဒီမော်စကိုမှာဆိုရင်လည်းပူတင်ရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့ဆန္ဒပြမှုတွေလည်းခဏခဏဖြစ်ပေါ်တယ်ဒါပူတင်နဲ့အစိုးရအဖွဲ့ကဒီဆန္ဒပြတဲ့ဟာကိုဒါအမြင့်အထက်ဖိနှိပ်တဲ့ဖန်ဆီးရိုက်နှက်တဲ့ထောင်ချတာတွေလည်းပြုလုပ်ခဲ့တယ်ပေါ့ဒီအပြင်မီဒီယာတွေကိုလည်းသူကထိန်းချုပ်ခဲ့တယ်ပူတင်ရဲ့အစိုးရအဖွဲ့ကဒီရုရှားလူလူရဲ့ထောက်ခံမှုရရှိဖို့အတွက်ဆိုပြီးသူကဘာလုပ်လဲဆိုတော့ဒီအနောက်နိုင်ငံတွေကိုပြည်တင်ဝေဖန်ပြီးတော့ဒီလူလူစိတ်ယုံသိမ်းသွင်းတဲ့ဒီနီးစနစ်တွေကိုလည်းသူတို့ကဒါသုံးခဲ့ကြတယ်ပေါ့နော်လက်ရှိအချိန်မှာတော့ရုရှားကယူကရိန်းနဲ့စစ်ဖြစ်ပွားနေပြီးတော့အနောက်နိုင်ငံတွေကရုရှားရဲ့ကျူးကျော်စစ်ကြောင်းအပြင်းအထန်ပိတ်ဆို့အရေးယူမှုတွေရုရှားအပေါ်မှာလှုံ့ဆော်နေတယ်ပူတင်ကဘယ်တော့မှနောက်ပြန်မဆုတ်တတ်တဲ့လူတစ်ယောက်လည်းဖြစ်တယ်ပူတင်ကသူ့ရဲ့အထုပ်ပတ်တီမှာသူ့ရဲ့ငယ်ဘဝဇလန်တစ်ခုကိုပြောပြထားတာရှိတယ်ဒါပူတင်ကသူ့ရဲ့ငယ်ဘဝမှာဒီကြွက်တစ်ကောင်ကိုဒီချောင်းမှာပိတ်ပြီးတော့သူကရိုက်ခဲ့တယ်လို့ပြောပြဖို့ရပေါ့နော်အဲ့ဒီဖြစ်ရပ်ကိုသူကသင်ခန်းစာယူပြီးတော့တဲ့သူကဘာပြောလဲဆိုရင်ဘသူမှချောင်းပိတ်ရိုက်လို့မရဘူးပေါ့နော်အကယ်၍ချောင်းပိတ်ရိုက်ခံရလို့ရှိရင်ပြန်တိုက်ခိုက်မှာပဲပေါ့နော်သူကဒီချာကိုသူငယ်ဘဝနဲ့ပတ်သက်ပြီးအထုပ်ပတ်တီမှာပြောပြခဲ့ဘူးတဲ့အဲ့တော့ပူတင်ကိုချောင်းပိတ်ရိုက်မယ်ဆိုလို့ရှိရင်ပူတင်ကအန္တရာယ်ရှိတဲ့လူတစ်ယောက်ဖြစ်တယ်သူကချောင်းပိတ်ရိုက်ခံရလို့ရှိရင်ပြန်လဲတိုက်ခိုက်မဲ့လူမျိုးဖြစ်တယ်ဆိုတာကိုတင်ပြရင်းနဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်